မင်္ဂလာပါရှင်ကဲပါမင်္ဂလာပါတချို့ကအဝေးချစ်သူကလေးတွေပြန်လဲကလေးပူဆွေးနေဒီလိုပါပဲအချစ်နဲ့မကင်းချင်ငယ်ကျွမ်းဆွေလွမ်းနေတပိမေသားတယောက်ပါမေအမေကိုသားတခုမောသာပဲလေမဆာလို့တန်တက်ကလွယ်ရတဲ့ဖြေကလေးတွေမိမိရဲ့မငိုနဲ့လို့ခွေရှိကိုရကကြောလေးပါမေညအိမ်လေမပြောဘဲနဲ့မဘယ်လိုနေရှာမလဲလေချင်းချင်းကလာဖတ်မြင့်ဖြစ်တွေပြန်တောင်းမယ်ရစေစိတ်နေမြဖျားရှိမှလေပြန်လဲဆုံးစည်းရဖို့တပြေခဲ့ဝေတားလေးရဲ့မွေးရဲ့မှာတောက်စုပြုခဲ့တာမနေပြီမိမိရဲ့မငိုနဲ့တော့လေရှိခိုးချကတော့လေးပါမေယောဂဝေရှိသူလေးတွေပင်လေကလေးပူဆွေးနေဒီလိုပါပဲရှင်းနေမကောင်းရှိငွေတွဲဆွေလွယ်နေကြပြီမဲ့သားတယောက်မှမေမေတခုသားတခုမို့ပါပဲလေမဆာလို့တန်ကြကလိုက်ရတဲ့ဖြစ်လေးတွေမိမိရဲ့မငိုနဲ့တော့လေရှိခိုးချကတော့လေးပါမေညအိမ်လေမပြောဘဲနဲ့မဘယ်လိုနေရှာမလဲလေအချင်းချင်းချလာသတ်မြင့်ဖြစ်တွေတန်တော့မယ်ရစေစိတ်နေမြဖျားရှိမှလေပြန်လဲဆုံးစည်းရဖို့တပြေခဲ့ဝေတားလေးရဲ့မွေးရဲ့မှာတောင်းစုပြုခဲ့တာမနေပဲမိမိရဲ့မငိုနဲ့တော့လေရှိခိုးချကတော့လေးပါမေကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်